ဒီစာကြောင်းလေးကတော့အင်္ဂလိပ်စကားကိုထားကြကြပြောချင်တဲ့လူတိုင်းသိထားတဲ့စာကြောင်းလေးပါသူကရေးရတဲ့အတိုင်းတိုက်ရိုက်ဘာသာပြန်လို့မရဘူးသူအဓိပ္ပာယ်ဥပမာလေးနဲ့ရှင်းပြမှာကွာ relationship တစ်ခုမှာကိုနဲ့ကိုချစ်တဲ့သူပေါ့သူကကိုယ့်ဘောသစ္စာဖောက်သွားတယ်အားကြောင့်ကိုကအချိန်တော်တန်ကြောင်သူနဲ့ပတ်သက်ပြီးတော့ခံစားလိုက်ရတယ်ကွာ move on လုပ်ရတယ်အဲ့လို move on ပြီးလို့ချင်းတစ်ခုရောက်တဲ့အခါကျမှကိုတငယ်ချင်းရတော့၎င်းသူတငယ်ချင်းရတော့၎င်းသူနဲ့ပတ်သက်တဲ့အကြောင်းတစ်ခုခုလာပြန်မေးတဲ့အခါကျရင်ကိုကဒီစာကြောင်းလေးသုံးပြီးတော့ဖြေလို့ရတယ်ကွာပြန်ပြောလို့ရတယ်ဥပမာ past is past that's water under the bridge အတိတ်ကအတိတ်ပါပဲသူနဲ့ပတ်သက်ပြီးတော့ဘာဖီလမလည်းမရှိတော့သလိုဘာမှခံစားချက်မှလည်းမရှိတော့ချစ်ချင်လည်းမရှိတော့မုန်းရင်လည်းမရှိတော့စသဖြင့်အဲ့လိုမျိုးပြောတာပေါ့လေဒါရဲ့ဘာသာပြန်ရရင်တော့သူရဲ့အတိတ်ပဲကအတိတ်ကိုတိတ်မှပဲထားခဲ့ပြီးရတဲ့ຢာတွေကပြီးရတယ်လို့ပဲထားခဲ့တော့အဲ့လိုမျိုးပြောလို့ရတယ်ကွာကြိုးရှိမယ်ဆိုရင်ဗီဒီယိုကို like လုပ်ခဲ့နော် follow လုပ်ဖို့လည်းမမေ့နဲ့ကိုသိချင်တဲ့အကြောင်းအရာလေးတွေရှိရင်လည်း comment မှာမှန်သွားလို့ရတယ်ကျွန်တော်ဒီလောက်ပြန်ပြောပေးမယ်ကျွန်တော်ကတော့ English tips and trick guide ရောမှာ